တရက်သီးဘယ်နှလုံးလဲ มะม่วงกี่ลูก ကီလိုဟုတ်ပြီနော်ကျမဝယ်လာတဲ့တရက်သီး มะม่วงที่ฉันซื้อ မာတယ်မနော်ခြံซื้อมาဟုတ်ပြီနောက်တစ်ခုဘယ်ဆိုင်လဲ อันร้านไหนร้านไหน ရန်နိုင်ဘယ်ရက်လဲ วันไหน ဘယ်တယောက်လဲဘယ်လူလဲ คนไหน ခွန်နိုင်โอเคနော်နောက်တစ်ခုသွားပြီနောက်တစ်ခုကကျတော့ဗာလေးလဲဆိုရင်ဝယ်ပေးတယ် เวบีเดเวเดဆိုတော့ซื้อให้ ဟုတ် ซื้อ ပြီ ให้ ဆို hi ဒါဆိုရင်ကျမကအမေကိုပတ်စံရေးဝယ်ပေးတယ် ฉันซื้อกระเป๋าให้แม่ ဟုတ်ပြီနောက်တစ်ခုရောင်းပေးတယ် ขายให้ အဲ့အသေးပေးပါ เอาถุงเล็กค่ะ ခါမုံနော်ခါအောက်ထုံလက်ခနော်နောက်တစ်ခုဈေးကြီးတယ် ราคาแพง ဟုတ်ပြီလက်ဆက်တော့ ชุด ဆိုမုံနော်ဆိုဟိုတော့ထာ 1,000 နေရ พันนายา200 1650 1,650 1665 1,665ဟုတ်တယ်ရမယ်နော်